ကမ္ဘာဖလားကိုနှစ်ကြိမ်ဆက်စုခုမဲ့ဂိုကြီးမက်ဆီရဲ့အာဂျင်တီးနာ2020နှစ်ကမ္ဘာဖလားပိုင်ရှင်ဂိုကြီးမက်ဆီအနေနဲ့ကတော့ကမ္ဘာဖလားနှစ်ကြိမ်ဆက်ရရှိတဲ့ကစားသမားဖြစ်လာတော့မှာပါဒါကဘောလုံးသမိုင်းမှာကမ္ဘာဖလားကိုအသင်းကောင်းဆောင်အနေနဲ့နှစ်ကြိမ်ဆက်ရရှိတဲ့တူးရဲသောကစားသမားဖြစ်လာစေမှာဖြစ်ပြီးတော့နောက်ထပ်စံချိန်တစ်ခုလည်းထည့်ရဖို့ရှိနေပါသေးတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဂိုးသွင်းအများဆုံးစံချိန်ဖြစ်ပါတယ်ဟုတ်ပါတယ်လက်ရှိမှာဂျာမနီနိုင်ငံသားကလိုစီကကမ္ဘာဖလားမှာ3-16ဂိုးနဲ့စံချိန်တင်ထားတာဖြစ်ပြီးတော့ကိုကြီးအနေနဲ့အဲ့ဒီစံချိန်ကိုပါချိုးပြီးစံချိန်သစ်တင်မှုရှိနေတာပါမက်ဆီအနေနဲ့ကတော့လက်ရှိချိန်မှာ3-73ဝတိရရှိထားတာဖြစ်ပြီးတော့3ဂိုးအများဆုံးစံချိန်တင်မှုဆိုရင်4ဂိုးသာလိုအပ်နေခဲ့တာပါပြီးခဲ့တဲ့2020နှစ်ကမ္ဘာဖလားမှာတော့9ဂိုးသွင်းထားခဲ့တဲ့ကိုကြီးအတွက်လာမယ့်2026ကမ္ဘာဖလားမှာ3ဂိုး4ဂိုးရဖို့ဆိုတာလည်းမခက်ခဲလာပါဘူးဆိုတော့ဘောလုံးသမိုင်းတစ်လျှောက်မှာ3ဂိုးအများဆုံးစံချိန်နဲ့ကမ္ဘာဖလားနှစ်ကြိမ်ဆက်စုခုမဲ့ပထမဦးဆုံးနဲ့တူးရဲသောကစားသမားဖြစ်လာတော့မယ်ကိုကြီးမက်ဆီတို့ကတော့ congratulation လို့ပဲပြောချင်ပါတယ်ဆိုတော့ကိုကြီးမက်ဆီရဲ့အာဂျင်တီးနားဘာကြောင့်များကမ္ဘာဖလားကိုနှစ်ကြိမ်ဆက်စုခုနိုင်မလဲဆိုတာကိုအချက်၃ချက်နဲ့ပြောပြပေးသွားပါမယ်ပထမအချက်ကတော့အသင်းရဲ့တည်ငြိမ်ခိုင်မာတဲ့အင်အားစုနီးပြရဲ့ထူးချွန်မှုနဲ့အတွေ့အကြုံဂိုကြီးမက်ဆီရဲ့အာဂျင်တီးနားအနေနဲ့ကတော့2020နှစ်ကမ္ဘာဖလားကိုရယူခဲ့တဲ့ကစားသမားအများစုကိုထိန်းထားနိုင်စေဖြစ်ပြီးတော့ဂိုကြီးဥဆောင်တဲ့ဒီကစားသမားအစုအဖွဲ့ရဲ့အသင်းလိုက်ညီညွတ်မှုစီးလုံးမှုနားလည်မှုတွေကတကယ်ကိုကောင်းမွန်လှပါတယ်2020နှစ်တုန်းကကမ္ဘာဖလားချန်ပီယံဆုရယူခဲ့တဲ့အဓိကကစားသမားအများစုကလည်းလာမယ့်2026ကမ္ဘာဖလားရရင်သူတို့ရဲ့အကောင်းဆုံး prime time ကိုရောက်ရှိနေတာလို့ပြောရမှာဖြစ်ပါတယ်ဂျူလီယန်အေဗာရက်စ်တို့လူတာရိုမာတီနက်စ်တို့ကိုယ်လေမှာရှိတဲ့အန်ဇိုဖာနန်ဒက်တို့မာဂါအလီစတာတို့ဒီကစားသမားတွေအနေနဲ့ကလည်းအတွေ့အကြုံပုံများများလာပြီးဖြစ်တယ်လို့နောက်တန်းမှာရှိတဲ့ခရစ်စတန်ရိုမဲရိုနဲ့လီဆန်နိုမာတီနက်တို့ရဲ့ခံစစ်ပိုင်းကိုခိုင်မာစွာထိန်းချုပ်ထားနိုင်မှုကလည်းတကယ်ကိုအားရစရာကောင်းပါတယ်နောက်တစ်ခုရှိတာကတော့နီးပြပေါ့လေအာဂျင်တီးနားရဲ့အောင်မြင်မှုတွေကိုပြောလို့ရှိရင်နီးပြကြီးစကာလိုနီကိုမေ့ထားလို့မရပါဘူးစကာလိုနီနဲ့ကတော့2020ကမ္ဘာဖလား2021နဲ့2024မှာကိုပါအမေရိကဘက်တူဘက်ချန်ပီယံနောက်ပြီးတော့ဖင်နာလစ်မှာဖလားတွေကိုရယူပေးခဲ့ပြီးတော့ကမ္ဘာဘလုံးလောကရဲ့အမြင့်ဆုံးအဆင့်မှာသူ့ရဲ့နီးဗျူဟာပိုင်းဆိုင်ရာထူးချွန်မှုကိုသက်သေပြခဲ့ပြီးသားဖြစ်ပါတယ်စကာလိုနီနေနဲ့ပြောင်းလဲလာတဲ့ပြိုင်ပွဲတွေရဲ့ဖိအားတွေကိုကင်တွယ်ဖြည့်ရှင်းရမှာကျွမ်းကျင်မှုရှိစွာကင်တွယ်ထားနိုင်တာကိုတွေ့ရပါတယ်2020နှစ်မှာကမ္ဘာဖလားဖိအားတံကိုကျော်လွန်ပြီးချန်ပီယံဖြစ်ခဲ့တဲ့အတွေ့အကြုံကလည်းကျွန်တော်အသင်းအတွက်တန်ဖိုးမဖြတ်နိုင်သောစိတ်ပိုင်းဆိုင်ရာအားသာချက်ဖြစ်ပါတယ်အရေးကြီးတဲ့ quarter final နဲ့ semi final ပွဲစဉ်တွေမှာအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ရမလဲဖီအားများတဲ့ပင်နယ်ဒီအခြေအနေတွေမှာဘလို့ကင်တော်ရမလဲဆိုတာတွေကိုသိရှိထားပြီးသားဖြစ်တဲ့အတွက်အသင်းရဲ့တည်ငြိမ်ခိုင်မာတဲ့အင်အားစုနီးပြရဲ့ထူးချွန်မှုနဲ့အတွေ့အကြုံတွေကြောင့်ကမ္ဘာဖလားကြီးကိုနှစ်ကြိမ်ဆက်ရရှိသွားနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ဖီအားကင်းမဲ့ခြင်းနဲ့ကျွန်တော်တို့ golden era လို့ခေါ်တဲ့ရွှေခေတ်ကိုဆက်လက်ထိန်းသိမ်းလိုခြင်းပဲဖြစ်ပါတယ်2020နှစ်ကမ္ဘာဖလားအောင်ပွဲကကျွန်တော်ဂိုကြီးမက်ဆီနဲ့အာဂျင်တီးနားအသင်းပေါ်မှာ10စုနှစ်များစွာကြာဖိနှိပ်ခံခဲ့ရတဲ့မက်ဆီကမ္ဘာဖလားမရနိုင်သေးဘူးဆိုတဲ့ဝန်တော့ဝန်ပွဲကြီးကိုအဆုံးသတ်ပေးခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်လာမယ့်2026ကမ္ဘာဖလားမှာဖီအားမရှိဘဲနဲ့ကျွန်တော်တို့ကစားရမှာဖြစ်ပြီးတော့ဒါကလည်းပဲသူတို့ရဲ့အကောင်းဆုံးပုံစံတစ်ခုကိုမြင်တွေ့ရဖို့ရှိနေပါတယ်နောက်ပြီးတော့ကျွန်တော်တို့စကာလိုနီရဲ့လက်အောက်မှာအာဂျင်တီးနားအနေနဲ့အောင်ပွဲများစဉ်ဆက်မပြတ်ရယူနိုင်တဲ့စိတ်ဓာတ်ကိုတိစောက်ထားနိုင်တာလည်းတွေ့ရပါတယ်ကိုကြီးမက်ဆီရဲ့အာဂျင်တီးနားအနေနဲ့ကတော့ကျွန်တော်ဘယ်ပြိုင်ဘက်ကိုမဆိုမကြောက်မရွံ့ရင်ဆိုင်နိုင်တဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီးတော့အနိုင်ယူရတာကလည်းသူတို့ရဲ့အလေးကျင့်တစ်ခုတောင်ဖြစ်လာနေပါပြီဆိုတော့ကိုကြီးမက်ဆီနဲ့အာဂျင်တီးနားကစားသမားများအနေနဲ့ကလည်းကျွန်တော်လက်ရှိအောင်မြင်မှုရည်ချိန်ကိုဆက်လက်ထိန်းသိမ်းလိုတဲ့ပြင်းပြတဲ့ဆန္ဒတစ်ခုကိုမြင်တွေ့နေရတာဖြစ်ပါတယ်အတိအတွက်ကြောင့်မလို့လာမယ့်2026ကမ္ဘာဖလားကြီးကိုနှစ်ကြိမ်ဆက်စုခုပြီးတော့သမိုင်းဝင်အောင်ပွဲအတွက်ပြင်ဆင်လာတဲ့အာဂျင်တီးနားတို့ပဲကမ္ဘာဖလားကြီးကိုအပိုင်သိမ်းသွားဖို့တေချာနေပါတယ်ခင်ဗျာနောက်ဆုံးတစ်ချက်အနေနဲ့ကတော့မက်ဆီရဲ့မရုပ်ရော်နေတဲ့အော်ဒါဖန်တီးနိုင်စွမ်းတဲ့မဟာဗျူဟာမြောက်အခန်းကဏ္ဍပဲဖြစ်ပါတယ်အာဂျင်သားတွေဆိုတာကမက်ဆီအတွက်ဆိုတေဆိုတေရှင်ဆိုရှင်ပေးဆက်ကစားနေကြတာဖြစ်ပြီးတော့မက်ဆီကိုသူတို့ရဲ့စံပြပုဂ္ဂိုလ်ခေါင်းဆောင်တူလို့သတ်မှတ်ထားတာဖြစ်ပါတယ်ဒါကအာဂျင်တီးနားတို့ကမ္ဘာဖလားရဖို့အကောင်းဆုံးချက်တစ်ချက်လို့ပြောရရင်တော့ပုံမှန်ပါလိမ့်မယ်မက်ဆီသာကျွန်တော်ကွင်းထဲမှာရှိနေရင်ပြိုင်ဘက်ခံဒီကစားသမား2ဦး3ဦးလောက်ကကျွန်တော်မက်ဆီရဲ့လှုပ်ရှားမှုကိုအာရုံစိုက်ပြီးတော့နောက်ခံလိုက်နေရတာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုပဲကိုကြီးကိုလူကက်ကစားနေရတဲ့အတွက်ကွန်းလယ်နဲ့တိုက်စစ်နေရာတွေမှာဟာကွက်တွေကိုဖန်တီးပေးပြီးတော့တိုက်စစ်ကစားသမားတွေအတွက်ဂိုးရရှိဖို့ခွင့်လန်းတွေကလည်းပုံမရရှိလာတာဖြစ်ပါတယ်ကိုကြီးမက်ဆီရဲ့ဘောလုံးအမြင်ကအမြင့်ဆုံးအဆင့်မှာရှိနေသေးတာဖြစ်ပြီးတော့ကျွန်တော်ကမ္ဘာဖလားကိုရယူပြီးသည့်တိုင်မက်ဆီဆိုတာကျွန်တော်အသင်းဝေါ်တွေအတွက်ကတော့စိတ်တပိုင်းဆိုင်ရာအားစီးတစ်ခွက်နဲ့လေးစားအားကြရတဲ့ခေါင်းဆောင်ဖြစ်နေသေးဖြစ်ပါတယ်
ကျွန်တော်အရေးပါတဲ့အချိန်တွေမှာဆိုရင်လည်းကျွန်တော်မက်ဆီရဲ့တကူတော်ပါရမီစွမ်းရည်နဲ့ပွဲအချိန်တွေကိုတခဏတုန်းပြောင်းလဲပြစ်နိုင်စွမ်းကလည်းကျွန်တော်အာဂျင်တီးနားတော့ကတော့အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်ပါတယ်ဆိုတော့ကိုကြီးမက်ဆီနဲ့ကျွန်တော်သူ့အတွက်အယိုးကြည်ကြည်အရေးခန့်ခန့်တိုက်ပွဲဝင်မဲ့သူ့ရဲ့အသင်းသားတွေကြောင့်မလို့လာမဲ့ကမ္ဘာဖလားကြီးကလည်းကိုကြီးမက်ဆီနဲ့အာဂျင်တီးနားအတွက်ပဲဖြစ်ပါတယ်အနှစ်ချုပ်ရရင်တော့လာမယ့်2026ကမ္ဘာဖလားကြီးကဂိုကြီးမက်ဆီအတွက်သမိုင်းဝင်နောက်ထပ်အောင်ပွဲတစ်ခုဖြစ်လာဖို့ရှိနေပြီးတော့ကမ္ဘာဖလားကြီးကိုကပတိန်အနေနဲ့နှစ်ကြိမ်ဆက်ရယူနိုင်ခဲ့တဲ့တူရဲသောသမားအဖြစ်မှတ်တမ်းတင်နိုင်တော့မှာဖြစ်ပါတယ်အာဂျင်တီးနားဂျာစီပေါ်မှာလည်းနောက်ထပ်ကျဲတလုံးထပ်တိုးလာတော့မှာကိုမကြခင်မှာမြင်တွေ့ရတော့မှာလို့ပြောရင်ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ယေရှုပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်